ဟဲ့လူကြီးဘာလို့လာလဲဗျာဒူးမလို့လေကွာခင်ဗျလူသေးလောင်းယူဘာလို့မလို့လဲမင်းမသိပါဘူးကွာဘာချေရလက်ရမှာမပြက်စီအောင်မင်းလူသွားလူလာစောင့်ပြီဒီချိန်ဘယ်သူမှမလာတော့ဘူးဗျအုံမောင်းခေါက်ရင်တော့ဟိုငနာရီလာလိမ့်မယ်အဲ့ချိန်ထိတော့မကြပါဘူးကွာကျုပ်ငွေပေးဖို့သာမမေ့နဲ့တော့အေးပါကွာမင်းရလေဒီကောင်လေးကတော့မလွယ်ဘူးကြီးဒါနဲ့နေအောင်ဗျခင်ဗျားနိုင်မယ်ဘာလို့လဲဦးအောင်လို့သာမှတ်ထားကွာစကားမများနဲ့တော့ငါမင်းအလောင်းဖော်လိုက်ဦးမယ်အချိန်တော်ကြာဦးအောင်ကပေါတူးတက်လေဂေါ်ပြားတက်လေနဲ့အလောင်းကိုဖော်တူးနေချိန်မှာတော်တော်ကြာပြီးတဲ့အခါမှာတော့အလောင်းထည့်ထားတဲ့အခေါင်းကိုပေါတူးနဲ့ပေါက်မိပြီးပြက်တော့တယ်ဟာကောင်းလေးအခေါင်းတော့ပေါ်ပြီကွာလာဒီဘက်တိုးမီးပြန်အေးပါဗျမောင်မိုးတင်ကမီးအိမ်ကိုယူပြီးတော့ကျွင်းပြန်ဖြစ်သွားတဲ့မြေပုံနားမှာထိုင်လိုက်ပြီးအတွင်းကိုမြင်နိုင်မှုမီးအိမ်ကိုပြလိုက်တယ်ဦးအောင်ကတစ်သားအခေါင်းပေါ်မှာတင်နေတဲ့မြေများကိုကော်နဲ့ထိုးပြီးတော့အပေါ်ကိုတင်လိုက်ပြီးကော်နဲ့ထိုးရင်မရတဲ့မြေများကိုလက်ဖြင့်ဘေးကိုတတ်ချလိုက်လေကပေါတူးနဲ့အခေါင်းနားစာတန်ရိုက်ထားတဲ့နေရာများကိုကလန့်ပြီးတော့ဖွင့်နေတယ်